အားလုံးပဲမင်္ဂလာပါရှင်ညီမအခုရောက်ရှိနေတာကတော့အမှတ်26အေးရိပ်မွန်လန်၄ရက်ကွက်လှိုင်မြို့နယ်မှာရှိတဲ့ရောင်နေဦးအော်တိုမိုဘိုင်းကုမ္ပဏီကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီကုမ္ပဏီမှာဆိုရင်တော့ညီမတို့ Livotek မြန်မာရဲ့ product တွေဖြစ်တဲ့ Livotek HP3 series 30KT2 3-phase hybrid inverter နဲ့ Livotek BAFG series high voltage 108 battery 6လုံးနဲ့ controller ကိုတက်ဆင်ထားတာပဲဖြစ်ပါတယ်ရှင်ဆိုတော့ Livotek မြန်မာရဲ့ product တွေဖြစ်တဲ့ inverter နဲ့ battery အတွဲလေးကို office အတွင်းမှာဘယ်လို work load တွေကိုအသုံးပြုမယ်ဆိုတာကို zoom နဲ့တူတူသွားကြည့်ကြမယ်နော်ဒီ office လေးမှာဆိုရင်အသုံးပြုမဲ့ work load တွေကတော့ aircon 6လုံး laptop desktop 12လုံး copier 1လုံးနဲ့ lighting စတဲ့ work load တွေကိုလည်းအသုံးပြုမယ်လို့သိရှိရပါတယ်အခုဒီမှာတွေ့နေရတာလေးကတော့ညီမတို့ Livotek မြန်မာရဲ့ product တွေဖြစ်တဲ့ inverter နဲ့ battery အတွဲလေးကိုတက်ဆင်ထားတာပဲဖြစ်ပါတယ်ရှင်ဒီပေါက်လေးမှာဆိုရင်တော့ solar အတွက်ရဲ့ inverter နဲ့ battery အတွက်ရဲ့ကိုတက်ဆင်ထားတဲ့ box လေးပဲဖြစ်ပါတယ်ရှင်ဒီအောက်ကဒီ breaker လေးရဆိုလို့ရှိရင်တော့ inverter နဲ့ battery အတွက်ကို saving ဖြစ်အောင်လုပ်ထားပေးတဲ့ DC breaker လေးပဲဖြစ်ပါတယ်ရှင်ညီမတို့ဒီ Livotek 30K inverter မှာဆိုရင် watt load ကို 24 kW ထိကိုမှကောင်းကောင်း support ပေးနိုင်ပါတယ်စက်တက်ထားတာပါဆိုလို့ရှိရင်တော့ညီမတို့16 kW ထိကိုမှ heat တက်ခြင်းလုံးဝမရှိဘဲနဲ့ normal တိုင်းသာအသုံးပြုလို့ရပါတယ်ညီမတို့ရဲ့ဒီ Livotek 30K inverter လေးရဆိုလို့ရှိရင် intelligent fan မျိုးစားဖြစ်ပြီးတော့ heat sink နဲ့ fan တွေကိုတွဲသုံးပေးရတာပဲဖြစ်ပါတယ်ဒီ inverter လေးမှာဆိုလို့ရှိရင်တော့ neutral cooling system လေးပါပါသေးတယ်ဒီစနစ်ရဆိုလို့ရှိရင်တော့လေဝင်လေထွက်ကောင်းပြီးတော့အပူချိန်ကိုထိန်းပြီးပေးကအေးမြစေတာပဲဖြစ်ပါတယ်ဒီစနစ်ရဆိုလို့ရှိရင် inverter အတွက်အရန်ကိုကောင်းမွန်တဲ့ performance တစ်ခုပဲဖြစ်ပါတယ်ရှင်အခုမြင်နေရတဲ့ AC cabinet မှာဆိုလို့ရှိရင်တော့ညီမတို့ဒီမှာပါဝင်တာတွေကAC input ရှိမယ် AC output ရှိမယ်ပြီးရင် SPD breaker ပြီးရင် lip IOD ဆိုတဲ့ power sensor လေးရှိမယ်ပေါ့နော်ဒီ power sensor လေးရဆိုရင်ညီမတို့ Livotek brand ကနေပြီးထုတ်ထားပေးတဲ့ power sensor လေးဖြစ်တယ်ဒီထဲထဲမှာဆိုလို့ရှိရင်တော့ဒါလေးကအရန်ကိုအရေးကြီးတယ်ပေါ့နော်ဒီ 30K inverter က hybrid inverter ဖြစ်တဲ့ကြောင့်မလို့အားတွေကို on grid ပေါ်ကိုပြန်နေပေးမှာပဲဖြစ်တယ်အဲဒါကြောင့်မို့ဒါလေးခံထားပေးမှာကိုအဆင်ပြေမှာဒီ power sensor လေးခံထားပြီးွားရည်ဆိုရင်ညီမတို့ application တွေက setting ထဲမှာ zero fee လေးကိုပိတ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်ညီမတို့အခုဒီမှာတွေ့နေရတာလေးကတော့ Livotek ရဲ့ BAFG series တွေက high voltage 108 battery series လေးပဲဖြစ်ပါတယ်ရှင်ဒီမှာတက်ဆင်ထားတာကတော့ battery 6လုံးနဲ့ controller ကိုတက်ဆင်ထားတာပဲဖြစ်ပါတယ်နောက်ပိုင်းတွေမှာ customer တွေရဲ့ requirement အရာဆိုရင်12လုံးကနေပြီးတော့15လုံးထိကိုမှတိုးချဲ့ပြီးတော့တက်ဆင်အသုံးပြုနိုင်ပါတယ်ရှင်အခုဆိုရင်တော့ညီမတို့ Livotek မြန်မာရဲ့ product တွေကိုရောင်နေဦး automobile company ကနေပြီးတော့အသုံးပြုနေပြီเนาะဇို့တို့ Livotek product တွေကိုစိတ်ဝင်စားနေတဲ့လူကြီးမင်းတို့အနေနဲ့လည်း Livotek မြန်မာ Facebook page Viber TikTok ကနေပြီးတော့လာရောက်မေးမြန်းဆက်သွယ်နိုင်ပါတယ်ရှင် Viber ဖုန်းနံပါတ်လေးကတော့39 990 550 3939ပဲဖြစ်ပါတယ်ရှင်လူကြီးမင်းတို့မိသားစုရဲ့အနာဂတ်ကို Livotek မြန်မာနဲ့အတူမြင့်တင်လိုက်ပါ